ကိုတက်တဲ့ပညာကိုကလေးတို့နဲ့ဘာဖွဲဖို့ပေးရတယ်တကယ်လို့ဖြစ်သွားရင်အေယာဝတီတန်းစုံနဲ့ငါနဲ့နှစ်ယောက်ဖတ်ပြီးသိမှာအဲ့ဒါအဲ့တော့ဘုံနဲ့ငါတို့မသိသေးဘူးမင်းတကယ်လို့ချင်တာလားတကယ်တည်းကျွန်တော် လို့ချင်တော့ဒီလိုလို့ငါရဲ့ဇလန်းထဲမှာမချမ်းမောင်သက်စာမပါဘူးမင်းတကယ်လို့လို့ချင်တယ်ဆိုတော့ငါ့ကိုညောင်းမေးလုပ်ပြီငါညောင်မင်းလောက်ကညောင်မင်းလောက်တော့ငါရေကစိုးပါရိတ်မှာဗောဟုတ်လေညောင်မင်းလုပ်ပြီဆိုတော့မင်းကညောင်မင်းအောင်ဆောင်တာမင်းကညောင်မင်းလည်းနေတယ်ကောင်မလေးကဒီတော့ဒေကြီးပို့တွေတိုက်မင်းရှစ်ဖြတ်ပြေးဖြတ်လည်းပြေးပြေးပေါ့မင်းကအဲ့ကောင်မလေးပေါ့ဝုန်းလို့ပြေးကောင်မလေးနဲ့မင်းနဲ့ရင်းညာဟောကောင်မလေးကလီမိုးရေတိုက်လို့ညောင်မင်းရှိကိုဖြတ်ပြေးအချိန်မှာညောင်မင်းကလီမိုးရေတိုက်ပြီးညောင်မင်းကပြီးကောင်မလေးနဲ့ငါလည်းရင်းညာအဲ့ပါကျန်တဲ့ဆိုလို့ငါလုပ်ပြီလားနောက်တော့ငါတို့နှစ်ယောက်ထဲရတယ်နော်အေးညောင်မင်းလုပ်ပြီးပြီမလားရပြီကဲရပြီငါဟဲ့ညောင်မင်းမင်းညောင်မင်းမသိနာကတိုက်ကူးနေမှမသိညောင်မင်းဆိုတာအပိနဲ့ရောက်ကြတော့ဆောင်လေအပိလေးလုပ်ပြီလေအပီလေးနဲ့အပိလေးတော့ညောင်မင်းတော့အောက်ပြီးခဏသာမင်းယူနေတော့ငါကောင်မလေးကိုတမတိုင်လိုက်အောင်မလေးလားနေပြောမယ်စကားကိုသိလားဘယ်လိုလုပ်သိပါမလဲမသိရင်မှတ်ထားအင်ထိုလေးလည်းပြီးလည်းပြောညီမလေးကလေအဲ့အင်ထိုလေးမှာပါချင်းမို့ကိုတက်စားဟေးငါဟဲ့ညောင်မင်းဟေးအမလေးသေးအဲ့ဒါဆေးရုံမင်းလို့မြင်တယ်မလားအဲ့ဒါသူတော်ကောင်းဆိုရင်ညောင်မင်းလို့တွေ့တယ်ဟဲ့ညောင်မင်းတော့အရွက်တွေကိုဝေးနေတာပဲညောင်မင်းတေကြီးသူဒါပေမဲ့တခါတလေညောင်မင်းကခဏခဏမျိုးတာလေညောင်မင်းတို့တခါဆေးရုံပဲပြန်မျိုးထားတာဆေးရုံပဲမျိုးထားတယ်ဟိုမှာဒီမင်းစောက်စကားတစ်လုံးမှမပြောနဲ့ကောင်မလေးကိုဒီမှာငါသိလိုက်အောင်မယ်ကျွန်တော်ပြီးလိုက်တော့မပြီးနဲ့ဟိုကောင်မလေးကိုသိအောင်မယ်ညီမလေးရှင်အဲ့တော့ညီမလေးကလေပါကြီးမို့ကိုတက်တာတက်ကိုကြီးကိုရက်ပြန်ပြောမှာဟုတ်ကဲ့မောင်တက်တာတယောက်တော့မပြောပါနဲ့လားထွေးညွှန်ပါပြစ်လို့လေပါကြီးမို့ရေမောင်တက်စာလေးကဟောဒီရမှာမရှိတော့လို့ပြောလိုက်တယ်ကိုတက်တာမှမရှိထွေးညွှန်လေဒီမောင်ထွေးညွှန်လေပြေးမယ်ဆိုနေကဟိုညုံမရှိဘူးကဲညောင်မရှိဘူးကဲနေရအဲ့မှာမင်းကဟိုကျွန်တော်ပြီးလိုက်ရောဟေးဟိုလို့ကောင်မလေးပြေးလာမှပြီးမင်းမိုက်ချလာကောင်မလေးပြေးလာမှပြီးတော့ဒီမှာညောင်မင်းခဏပြေးပေးလိုက်ပြေးပေးလိုက်ညောင်မင်းရညောင်မင်းကနည်းနည်းကော့တယ်လေနည်းနည်းကော့ဟုတ်တယ်ဟဲ့ဟိုဘက်လက်ကော့လေရှေ့ကိုလက်ကော့ရှေ့ကိုလက်ကော့ဟုတ်ပြီရပြီလားအဲ့ဒါနည်းနည်းကော့နည်းနည်းကော့သေးဘုမဆန်ညောင်မင်းစင်ပြေပြီလားဟဲ့ညောင်မင်းရမင်းကကော့ပါဆိုမှညောင်မင်းဦးသိဟဲ့ညောင်မင်းဖေဟဲ့ဝင်းအရှိအမြင့်ကလေးကတူတူလေးပါမလီဘာလို့အမြင့်ကလေးကရေသားမြင့်လေးတူတယ်ဖေးအဲ့မှာတော့ဘုမဆန်ညောင်မင်းရေသားမြင့်ကဘလို့ဖြစ်နေတာတူနေတယ်အဲ့ဒါသိလားဘုမဆန်ဘာလို့သူနာပြောပြဲဆောင်ထိုးဆွဲ၍အပေါင်းလဲပါတခါအေးရိုးစီးတဲ့ဦးမိုးဆန်နှခေါင်းဝီအခုမှငါရဲ့ပဲမြက်ကနေရာတွေ့သွားအဲ့တော့ခွေးတာဘယ်နဲ့ဖေးနှာခေါင်းလာပြီးတော့ငါပဲမြက်ကတွေ့သွားတယ်ရှာမရှင်းလည်းလုပ်မယ်ဟုတ်ပြီဟိုဘက်တို့ဘာကြီးမောင်မှလို့ရှိရင်ဟိုတော့ကလူကြီးတယ်ပစိုးရှေ့စီးတာမမုံစားကိုထောင်းတာဟုတ်တယ်လေထောင်းလားရှေ့တော့ကလူကြီးတယ်ထောင်းတယ်ဘာကြီးမောင်မကြီးလေအိမ်မကြီးဖြစ်နေအဘလည်းအသက်ကြီးတော့ပြောင်းနေပြီတော့တမီးလေးကဲထားလိုက်ပါတော့ဘာကြီးမောင်လည်းအဆင်ပြေသွားပြီညခွေလည်းအဆင်ပြေသွားပြီပြီးလိုက်တော့မယ်လေမပြီးနဲ့ဟိုဒီမှာပြောနေတော့ဒီမသားလည်းတွေ့တော့ဝင်းကြမရဲ့စီအဲ့တော့ထွင်းရုပ်ပြင်ဖို့ပဲရှိတော့တယ်ပြင်လိုက်ထွင်းရုပ်ဆိုတာတိုးသူတောင်တာမင်းကလေးမြန်မာမင်းကလေးစစ်တဲ့အရှင်းနဲ့တိတ်ခါနဲ့နေတာဟုတ်တယ်လေမြန်မာမင်းကလေးထွင်းရုပ်ထမင်ဝင်မယ်ဘာကြီးမောင်ဟိုဘက်လည်းရရင်ပြောမယ်အေးပေါ့မင်းကလေးတော့ရှက်တာပေါ့နော်ဘာကြီးမောင်ရေးကြည့်ရရပြီဟုတ်ကဲ့တန်တော်မင်းအိုနားမှာရောင်းနေတဲ့စမူစာကြီးလောက်ကြီးတယ်စမူတဲ့နေရာချမ်းသူ့တကြီးစီဘာကြီးလို့နေရာကျိုးလို့ပေါ့နာပြားကြီးငါပြီးလိုက်တော့မယ်နေအောင်လို့ဒီမှာပြောနေတယ်အဲ့ဒါပြောပါဒီမှာပြီးနေပြီအဲ့ဒါမှလေရပြီပြောလို့ရပြီဘာကြီးမောင်ထွေးညိုကိုသစ္စာတရားကိုရင်မောင်သစ္စာတရားအကြောင်းကိုတော့မပြောပါနဲ့လားထွေးညိုလေးဘာကြီးမောင်တလောင်းစားငတ်ပြန်နေတဲ့ကောင်အမလည်းငတ်နေတာကြာပါပြီသမီးလေး
မစားရတာလည်းကြာပါသေး အဲ့ဒါပြက်လုံးမဟုတ်ဘူး ကိုသစ္စာကြီးဟောမှမရှိတော့ဘူးဟုတ်လားဘာကြီး အေးဟုတ်တယ် ဖြစ်မှာဖြစ်ရတယ်ကိုသစ္စာကြီးဘာကြီးမောင် အေး ကိုသစ္စာဘာလို့ဒီရောမှမရှိတော့လဲ မောင်သက်စာလေးဟာမြေရှင်ရချင်းစနစ်ထွေးရတဲ့ကိုမခံနိုင်လို့မောင်သက်စာဟောရရမှာမရှိတော့ဘူးခလေးမရှိတော့ဘူး ဘာပြောလဲ မလေးမသားမဘလို့လုံးလိုက်တာလေ ဖြစ်လို့လေ အမေထွေးည ရှင်းပါ အဘကိုမကျင်နိုင်ရင်အဘကိုလောက်ပါသမီး ဟုတ်ကဲ့ အဘမြင်းလေးနဲ့ဘာမှမဆိုင်ဘူး ထွေးညိုစိတ်မကောင်းတော့ဘာကြီးမောင် စိတ်မကောင်းတာကြောင့်မဟုတ်ဘူးမသားမရဲ့ကျွန်မဘလို့နေလို့နေရမှမသိဘူး အဲ့ဒါထွေးညိုကလူမနေရမှန်သိနေတယ်အဲ့ဒါ တက်တော့ ကိုသစ္စာမရှိတော့တဲ့ဒီရွာလေးမှာ အေး ထွေးညိုလည်းမနေတော့ဘူးဘာကြီးမောင် သမီးထွေးည ဒီတော့ သမီးထွေးည ကိုသစ္စာရှိတဲ့နေရာထွေးညိုလိုက်သွားတော့မယ်ဘာကြီးမောင် သမီးလည်းမသွားနဲ့ဟိုမှာလည်းကိုလည်းကြားတယ်သမီးထွေးညသမီးကိုလည်းသမီးရဲ့ထွေးညသမီးကိုလည်းကြားတယ်သမီးရဲ့ထွေးညသမီးထွေးညလေးထွေးညဘာတကားကိုနားမထောင်လို့အခုတော့ငါသမီးလေးညောင်မဲအောက်မှာပြီနင်တို့ပြောင်းပြန်ဖြစ်နေတယ်မသိရင်ဂျပန်ကလုံးကရိုက်နေကြတယ်ကြောက်နေလာကမင်းတို့ပြောင်းပြန်ဖြစ်နေတယ်မင်းတို့ရောဆယ်နာရီဖိတ်ဆိုးနေနောက်ပြီးအမို့သူကငေါ့တက်ပြီးတာထွေးည ရှင်းပါ လင်ကအောက်ကသူကအပေါ်ကလေ ဟဲ့ညောင်ဝေး ပါလေ ငါပြီ ပါလေအဲ့ဒါငါအပီ ဟဲ့ငါပြီ ငါအပီ ငါပြီပါဆို နှစ်ယောက်သလုံးငါးပတ်သက်ကိုလာကြပြီးတော့သူ့ပြီးငါ့ပြီးလုပ်တယ်အဲ့ဒါဘသူ့ပြီးမှမဟုတ်ဘူး ဘသူပြီလဲ အဲ့ဒါမအောင်လေးရဲ့ပြီး မောင်လေးပြီကဒီလိုရွက်နေတယ်ပေါ့ အပေါ်လန်းတာရွတ် လေကားကို ဘာလို့လျှောက်ပြောနေတာလဲဟဲ့အဲ့ဒါနင်းကပြီးရမှာမဟုတ်ဘူး तू ကပြီးရမှာအဲ့ဒါသူ့ပြီးနင်း အဲ့ဒါ ပြီးမ ငါ ဟုတ် အ ဘူး ပီ ဟုတ်လား မင်းအပီကိုအပီကိုမှတ်တာလေ အေးပါအေးပါ ကို့ပြီးမှမသိသူ့ပြီးမှမသိဟိုတကယ်ကြီးဟိုပြန်လို့လက်လက်ကြီးတက်တက် ဘာကြီးမောင်ထွေးညိုလေကို့ပြီကိုမှတ်ထားမယ်နော် အေးမှတ်တာ ဘာကြီးမောင်လေကို့ပြီကိုမှတ်ထားလား ထုံးလေးတို့ပြီးမှတ်တာ အပိရခဏခဏမှရေဘာကြီးပုံထုံကြက်တယ်နေ ငါလည်းပြားသွားတဲ့ခါကျတော့မေ့တာဗောသမီး ဘာကြီးမောင် ထွေးညို ကိုသစ္စာတယောက်ပြောရင် မောင်သက်သာတရားအကြောင်းကိုတော့မပြောပါနဲ့လားထွေးညိုလေးဟာကားမေးစမ်းတော်မေးဘလို့ပြမငါလေးဘက်ကုန်းနေတာငါလေးဘက်ကုန်းပြီးသူ့ပဲလက်ရသူကငါပဲလက်လာညောင်ဒီထုံးသွားသူဖြစ်တယ်ဟဲ့ဘာလဲကာမနေဟိုဘက်မှာနေအလဲကောင်မနေငါဘက် ထွေးညိုနေရလေ ထွေးညိုနေထွေးညိုအလဲကောင်မနေ ဘာလေ ငါဒီဘက်မှာနေ ဘာကြီးမောင်ကိုနေရလေ ဘာကြီးမုံဆက်လိုက်မီးနဲ့ထိုးလိုက်တာထွေးညိုက မပါမနင်းနမထလိုက်မင်းနဲ့ထိုးအောင်ပြန်ပြော ဘာကြီးမောင် ထွေးညို ကိုသစ္စာတယောက်ပြောရင် မောင်သစ္စာတရားအကြောင်းကိုတော့မပြောပါနဲ့လားထွေးညိုလေးဟာ ကိုသစ္စာဘာဖြစ်လို့လဲဘာကြီးမောင်ရဲ့ မောင်သစ္စာလေးဟာလောကထိုင်တဲ့သလေးထွေးရတံကိုမခံနိုင်လို့မောင်သစ္စာဟောဒီရောမရှိတော့ဘူးသမီးမရှိတော့ဘူး ဘာပြောလဲဘာကြီးမောင် မရှိတော့ဘူး ကိုသစ္စာဒီဟောမှမရှိတော့ဘူးဟုတ်လားဘာကြီး အေးဟုတ်တယ် ဖြစ်မှာဖြစ်ရကိုသစ္စာရဲ့ လုံးတယ်လုံးတယ် ကိုသစ္စာမရှိတော့တဲ့ဟောဒီကုန်းရွာလေးမှာထွေးလည်းမနေတော့ဘူးဘာကြီးမောင်ဒီတော့ကိုသစ္စာရှိတဲ့နေရာကိုထွေးညိုလိုက်သွားတော့မယ်ဘာကြီးမောင် ထွေးညိုသမီး ရှင် လိုက်မသွားနဲ့ဟိုလေးကြီးမို့နေကြတာပဲသမီး လိုက်သွားတယ်ကိုသစ္စာကလည်းဆိုင် ထွေးညိုလေးမို့နေကြလာပြီသမီးလေးထွေးညိုသမီးဝဲညိုအဘာတကားကိုနားမထောင်လို့ငါသမီးလေးကိုညောင်းမလဲအောင်ပါပြီဟုတ်နင်းတို့ဘယ်လိုဖြစ်နေကြတာလဲလို့အဲ့ဒါဟာသလားရှေ့ရအောင်မလားနေရအောက်ကသူကအပေါ်ကဘယ်လိုဖြစ်လို့နင်းညောင်းပင်ပေါ်တက်ပြီးပါဂျိုးဦးတက်နိုင်တာလား မလိုက်ပါဘူးဂျိုးမဲကြီးကို အ
တောင်းမနောင်မယ်ပါဖြစ်